ဆိုအခု question form မိခွန်းပေးထားချက်တွေပေးသွားပြီဆိုရင်ကျွန်တော်ဒါတူလောက်ခိုင်းတဲ့ statement cash flow ပုံစံတွေ့တော့မယ်အဲဆိုရင်ဆုံး statement cash flow for the year ended ဆိုပြီးမှတော့ပဲချိန်လဲဆိုရင်သူက 31st December 2000ခုဖြစ်တယ်ဒါရင်ဆုံးရေးမယ်ပြီးတော့ပြီဆိုရင် net cash flow for operating activity ဒါ working one မှာရှာရမယ်ပြီး net cash flow from investing activity net cash flow from financing activity ပြီးရင်ရှင်းလိုက်မယ်ဆိုတော့ဘာထွက်လာမှာလဲဆိုတော့ increase or decrease in cash and cash equivalent ဆိုပြီးမှထွက်လာမယ်အခုပုံစံမှာကြည့်လိုက်တဲ့အချိန်မှာတော့ဒီ cash ကဒီမှာ current asset မှာ cash bank မရှိဘူး cash and cash equivalent ဆိုတာ cash နဲ့ bank ကိုပြောတာဒါပေမဲ့အခုဒီမှာ cash ပဲရှိတယ်ဒီ cash ကနှစ်စမှာမရှိဘူးနှစ်ဆုံးမှာ6000ဆိုတာဒါတူးလာတာဖြစ်တယ်ဒါကြောင့်ဒီမှာ increase or decrease in cash and cash equivalent ဆိုတဲ့နေရာမှာဘာဖြစ်လာမှာလဲဆိုရင် increase ဆိုပြီးမှထွက်လာမှာဖြစ်တယ် increase in cash and cash equivalent ဆိုပြီးမှထွက်လာမယ်ပြီးရင်ဘယ်နှထောင်ထွက်လာမှာလဲဆိုရင်ဘယ်နှထောင်ထွက်လာမှာဆိုတော့6000ထွက်လာမှာဖြစ်တယ်6000ထွက်လာမှာဖြစ်တယ်ပြီးရင်အောက်မှာဘာကိုပေါင်းပေးရမှာလဲဆိုတော့ opening ကိုပေါင်းပေးမယ် opening ကိုပေါင်းပေးမယ်ဒါပေမဲ့အခုပုံစံမှာ opening ကမရှိဘူးအဲဆို opening မရှိတဲ့အတွက်ကြောင့်မလို့တော့နောက်ဆုံးမှာဘာထွက်လာမှာဆိုတော့ closing ထွက်လာမယ် closing ကဘယ်လောက်ပဲထွက်လာမှာလဲဆိုရင်6000ပဲထွက်လာမှာဖြစ်တယ်ကဲဒါကသူဆွဲခိုင်းတာဖြစ်တယ်ဒါဆိုရင်သူက number 1 activity working one မှာရှာမယ်ဒါဆို working one မှာရှာတဲ့အချိန်မှာသူက direct နဲ့ indirect ရှိတယ်ဒါဆိုရင်သူက direct နဲ့ indirect ရှိတဲ့အဲမှာအခုမိခွန်းပေးထားချက်အရဆိုတော့ direct ဆိုတော့ receive from sale ကို they pay for purchase ကို no pay for operating expense ကို no မယ်ဒါဆိုရင် net cash flow for operating activity ကို direct method နဲ့ရမယ်ဒါဆို direct နဲ့တွက်ဖို့ဆိုရင်ကျွန်တော်ဒါရမလားဆိုပြီးမှ income statement ထဲကြည့်ကြည့်မယ် receive from sale လို့ပြောတဲ့အချိန်မှာ sale ပေါ်နေမှာတကယ်ရရဖြစ်တယ်ဒါပေမဲ့ဒီ sale ပါတယ်ဆိုမဲ့ဒီ sale ကသူကတနစ်စာ sale ဖြစ်တယ် receive တကယ်ရတဲ့ဟာပဲမဟုတ်ဘူးဒါကြောင့်အခုဒီမှာတကယ်ရတာဘယ်လောက်လဲဆိုတော့ဒီမှာမသိဘူးတနစ်စာပဲသိတယ်ဒါကြောင့်တကယ်ရတာဘယ်လောက်လဲဆိုတော့ကျွန်တော်ဒါခွဲထုတ်ဖို့မလွယ်ဘူးဒါဆိုတော့ဒါ direct method နဲ့ဆိုအဆင်ပြေဖို့နည်းနည်းလေးဟိုဖြစ်အဆင်ပြေမှာမဟုတ်ဘူး receive from sale မှာတော့လည်းငယ်ရောင်းတာနဲ့ကျွေးရတာဒါလည်းငယ်ရောင်းတာဘယ်လောက်ကျွေးရောင်းတာဘယ်လောက်မသိဘူးတကယ်လို့သူကပို့စာတခြားကြည့်လိုက်တဲ့အချိန်မှာလည်းငယ်ရောင်းတာလည်းသူမရှိဘဲလည်းရှိတယ်ပါကြည့်တဲ့အချိန်မှာသူကလည်းငယ်ရောင်းတာတွေပါတတ်ပေးထားတာမရှိဘူးဒါဆိုလည်းငယ်ရောင်းတာနဲ့ကျွေးရောင်းတာဘယ်လောက်စီဆိုတော့ကျွန်တော်ဒါခွဲထုတ်ဖို့မလွယ်ဘူးပြီးရင် pay for operating expense ကလည်းသူကတနစ်စာပဲတည်တယ်ဒါပေမဲ့တကယ်ပေးတဲ့ pay ဆိုတာဘာမှမသိဘူးဒါကြောင့်ကျွန်တော်ဒါ direct method နဲ့စီမပြေဘူးဒါကြောင့်ဘာနဲ့ပဲရှာမှာဆိုတော့ indirect method နဲ့ပဲရှာရမှာဖြစ်တယ်ဒါကြောင့် indirect method နဲ့ရှာမယ်ဆိုတော့ working one reconciliation of operating statement to net cash flow from operating activities ဆိုပြီးမှကောင်းစင်ရေးမယ်ပြီးတော့ဆိုတော့ net profit before interest ကိုတည်မယ်ဒါဆိုဒီမှာ net profit before interest ကိုရှာတဲ့အခါမှာအခုပုံစံမှာဆိုလွယ်တယ်အခုပုံစံမှာဆိုတော့ net profit before interest ကိုတည့်ရရှာလို့ရတယ်ဘာကြောင့်ဆိုတော့ net profit ဒါ after အတူလို့ပြီးတာ9000ဖြစ်တယ် before ကိုလို့ချင်းဆိုတော့ဒီမှာ interest ကဘယ်လောက်လဲဆိုတော့3000ဖြစ်တယ်ဒါဆိုတော့ after တည်တဲ့ before ကိုပြန်ရှာချင်တယ်ဆိုတော့ဘာပြန်လုပ်မှာဆိုတော့ကျွန်တော်ဒါအပေါ်ကနေအောက်ကိုဆင်းလိုက်တဲ့အချိန်မှာကျွန်တော်ဒီမှာ net profit gross profit ထဲကနေဒီ operating expense ထိနှုတ်လိုက်တယ်ဆိုတော့ before interest ထွက်လာမှာဖြစ်တယ်ပြီးရင်ဒီ debenture interest ပါနှုတ်မှာပဲ net profit after ထွက်လာတာဖြစ်တယ်အခု before ပြန်လို့ချင်တယ်ဆိုတော့တော့9000ထဲကိုဘယ်လောက်ပြန်ပေါင်းလိုက်ရလဲဆိုတော့3000ပြန်ပေါင်းလိုက်ဒါမှမဟုတ်2သိန်းထဲကနေ3သိန်းနဲ့1000နှုတ်လိုက်လဲရတယ်အဲဆိုအတူတူပဲထွက်လာမှာဖြစ်တယ် profit after ကတော့9000 interest က3000လဲဆို before လို့ချင်တယ်ဆိုတော့ပေါင်းလိုက်ဒါဆိုတော့ဘာထွက်လာမှာလဲဆိုရင် before ထွက်လာမှာဖြစ်တယ်ဘယ်လောက်ဖြစ်သွားမှာလဲဆိုတော့8000ဖြစ်သွားမယ်ဒါဆို net profit before interest က8000ပြီးတော့ပြန်ပေါင်းပြန်နှုတ်တွေရှိမယ်ပြန်ပေါင်းက statement profit or loss expense အောက်မှာပြတယ်ပြီး non cash item ဖြစ်တယ်ဒါဆိုတော့ဒီကောင်တွေကြ expense များတယ်အမြင့် expense များတော့အမြင့်နေသွားတယ်ဒါပေမဲ့ cash flow မှာဒီကောင်တွေကနှုတ်ဆက်မလို့တဲ့အတွက်ကြောင့်အမြတ်မနှုတ်ရအမြတ်များသွားမယ်ဒါကြောင့်အမြတ်များလာဖို့အတွက်ပြန်ပေါင်းတယ်ပြန်နှုတ်ရကြတော့ statement profit or loss မှာ income အောက်မှာပြတယ် income အောက်မှာပြတဲ့အခါမှာသူတို့က income များတယ် income များတော့အမြတ်များတယ်ဒါပေမဲ့ cash flow အတွက်စဉ်းစားတဲ့အချိန်မှာ cash flow မှာကျတော့ non cash item ဖြစ်တဲ့အတွက်ကြောင့်မလို့သူကပြလို့မရဘူး income အောက်မှာမပြဘူးဆိုတော့အမြတ်နည်းသွားမယ်အမြတ်နည်းတယ်ဆိုတော့ကျွန်တော်တို့ဒါပြန်နှုတ်ပေးရမှာဖြစ်တယ်အဲဆိုပြန်နှုတ်
ပြီးရင် cash generated for operation ထွက်လာမယ်ပြီးရင်သူ့ရဲ့အောက်မှာပါကိုထပ်ပြီးမှနှုတ်ရမယ်ဆို interest paid interest paid ကဒါခုနအတွက်ပြတ်ထားတာရှိတယ်အဲဆို interest paid ကခုနအတွက်ပြတ်ထားပြီးသားထုတ်ရောက်တာတော့3000ရဲ့ 10% အထက်မှာတစ်နှစ်စာ3000အထက်မှာပေးရကြ1000ရှိနေတယ်ကျွန်တော်တို့ဒါ paid က2000ဒါခုနပြောပြီးသားဒါကြောင့်တော့ဒီဟောက်တစ်ခါနဲ့ပြမယ်အဲဆိုတော့တစ်နှစ်စာက3000 statement profit or loss တနည်း income statement မှာပါပြီးသားဖြစ်တယ်ပြီး balance sheet current liability ဆောက်မှာပေးရကြစုမှာ1000ပါနေတယ်ဒါကြောင့် paid ကဘယ်လောက်ဖြစ်သွားမှာလဲဆိုရင်2000ဖြစ်သွားမယ်အဲဆို interest paid 2000ဖြစ်သွားမယ်အဲဆိုတော့ the cash flow for operating activity ဒါ indirect method နဲ့တွက်ထားတာဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်ဒါ format ကိုဒီအတိုင်းချမယ် format ဒီအတိုင်းချပြီးသွားပြီဆိုရင်တော့ဘယ်ကနေစကြည့်ရမှာလဲဆိုရင်တော့ addition information ကနေစပြီးမှကြည့်မယ်ဒါဆို addition information ကနေစပြီးမှကြည့်မယ်ဆိုရင်တော့ဘာပြောလဲဆိုရင်တော့ depreciation ဒီအောက်ဘာလုံးထားတိုင်း short မယ်ဒါဆို cost ပေါ်နေ short တယ်ဒါပေမဲ့ cost မတည်ဘူးဒါပေမဲ့ဒီ cost ပေါ်နေဒီရာခိုင်နှုန်းတွေကိုနှုတ်ပြီးသွားတဲ့အခါမှာပေါ့ cost ကနေဒီရာခိုင်နှုန်းတွေနှုတ်ပြီးသွားတဲ့အခါမှာထွက်လာတဲ့ net book value တည်တယ်ဒါဆိုဘာပြန်ရှာမှာလဲဆိုတော့ cost ကိုပြန်ရှာမယ်ဒါဆိုတော့ building ကတော့သူကcost ကနေသူ့ရဲ့ 2% နှုတ်ပြီးသားcost ကနေသူ့ရဲ့ 2% နှုတ်ပြီးသားက9800ဖြစ်တယ်ဒါဆိုဒီ9800ဆိုတာက 2% နှုတ်ပြီးသားရာခိုင်နှုန်းဆိုတာကတော့ဘယ်ပေါ်မှာခြေခံဆိုတော့100ပေါ်မှာခြေခံတာဖြစ်တယ်100ပေါ်မှာခြေခံတဲ့အထဲမှာမှကတော့9800ဆိုတာ 2% နှုတ်ပြီးသားဆိုတော့ရာခိုင်နှုန်းနဲ့ပြောနေ net book value က 2% မပါတော့ဘူးဆိုတော့ 98% ပဲဖြစ်တယ်ဒါဆိုသူ့ရဲ့ cost ဆိုတာကဒါ depreciation မနှုတ်သေးတာ 2% မနှုတ်သေးတာဒါဆိုတော့ဒါက 98% ပြန်ရှာချင်တာ cost ကိုပြန်ရှာချင်တယ်ဆိုတော့သူ့ရဲ့ 100% ကိုပြန်ရှာချင်တာဒါဆိုရင်လွယ်တယ်တီးတဲ့တာမိုးကိုတီးသူ့ရဲ့အချိုးနဲ့စားမယ်ပြင်လိုချင်တဲ့အချိုးနဲ့မြောက်မယ်ဒါကမြေရန်ဒီဟာသုံးလို့ရတယ်ဒါမတိကိန်းတွေရှာတဲ့အခါမှာတီးတဲ့တာမိုးကိုတီးဒါဆိုမတိကိန်းတွေရှာတဲ့အခါမှာဒီအမြေရန်သုံးမယ်တီးတဲ့တာမိုးကိုတီးသူ့ရဲ့အချိုးနဲ့စားလိုချင်တဲ့အချိုးနဲ့မြောက်တနေရာမှာထားပေးတီးတဲ့တာမိုးကိုတီးသူ့ရဲ့အချိုးနဲ့စားလိုချင်တဲ့အချိုးနဲ့မြောက်မယ်ဒါဆိုတော့တီးတာက 98% တီးတယ်ဒါဆိုတော့တီးဒါဆို9800ကိုတီးပြင်သူရချိုးနဲ့စားပြင်လူချင်းတဲ့ချိုးနဲ့မြောက်ဒါဆိုမြောက်မှာကဘာနဲ့မြောက်မှာလဲဆိုရင်လူချင်းတဲ့ချိုးဆိုတော့100ကိုလူချင်းတာပြီးရင်သူရချိုးနဲ့စားမယ်ဆိုတော့သူရချိုးကဘယ်လောက်လဲဆိုရင်တော့98ရာခိုင်နှုန်းဖြစ်တယ်အဲ့ဒါဆိုတော့9800ကိုတီး100နဲ့မြောက်98နဲ့စားဘယ်လောက်ဖြစ်သွားမှာလဲဆိုရင်3သိန်းဖြစ်တယ်ဒါ cost က3သိန်းဒါဆို cost က3သိန်းဖြစ်တယ်ဒါဆို cost ကနေ net book value နှုတ်ထားတာ cost ကနေ depreciation နှုတ်ထားတာက9800ဒါဆိုသူရဲ့ depreciation ကဘယ်လောက်ဖြစ်သွားမှာလဲဆိုရင်2000ဖြစ်သွားမယ်ပြီးရင်လည်းတွက်ချစ်3သိန်းရဲ့ 2% ဒါ2000ဖြစ်လိမ့်မယ်ကဲကျန်တဲ့ဟာလေးတွေလည်းဒီတိုင်းဆက်ပြီးမှတွက်ပေးမယ်ဒီမှာသူရဲ့ net book value plan the machinery ဆိုတော့ net book value က4000ခွဲဆို4000ခွဲကိုတည်တဲ့တန်ဖိုးကိုတည်သူရဲ့ချိုးနဲ့စားထွေချိုးဆိုတာက90ပြီးရင်သူက 10% လို့ပြောထားတာမလို့ဖြစ်တယ်ဒါဆိုတော့ဒီဟာက 10% short ပြီးတာဆို90ရာခိုင်နှုန်းဖြစ်တယ်ဒါဆို90နဲ့စားလို့ချင်တာက cost ကိုဆိုတာ cost က100ပြီးရင်ဒီမှာ3000ဒါ net book value ဒါနှုတ်ပြီးသားသူက20ခိုင်နှုန်းနှုတ်ပြီးသားဒါဆိုတော့ဒီတဲ့တန်ဖိုး20ခိုင်နှုန်းနှုတ်ပြီးသားကိုတီးပြီးရင်လိုချင်တာကသူကမနှုတ်သေးတဲ့ဟာဆို100နဲ့မြောက်ပြီးရင်သူရချိုးနဲ့စားမယ်ဆိုတော့သူရချိုးကတော့3000ဆိုတာကတော့30ခိုင်နှုန်းတော့ပြီးသားဆို80ခိုင်နှုန်းဖြစ်တယ်ကဲဒါဆိုရင် cost အလုံးပေါင်းကြည့်မယ်3,800,500ဖြစ်သွားမယ်ဒါဆို3,800,500ပြီး depreciation အလုံးပေါင်းတာကတော့ဒါဆို cost က3,800,500 depreciation က14,500 net book value 3,9,300ဆိုအလုံးပေါင်းတာဖြစ်တယ်ကဲဒါဆိုရင်ဒီဟာလေးတွေကိုပြမယ်ဒါဆို cost ဆိုတာကတော့မိုးရင်းဆိုတာကတော့ဝယ်တော့ပေးရတဲ့တန်ဖိုးတွေဖြစ်တယ်ကုမ္ပဏီအခုမှလုပ်ငန်းစတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ figure set တွေဆိုဘယ်ချိန်မှာဝယ်တာလဲဆိုတော့နှစ်စမှာဝယ်တာပဲဖြစ်သွားမယ်အဲဆိုနှစ်စမှာဝယ်တယ်ဆိုဝယ်တဲ့ချိန်မှာဘာဖြစ်မလဲဆိုငွေထွက်မယ်အဲဆိုဒီလိုမျိုး figure set တွေဝယ်တယ်ဆိုတာကတော့ဘာနဲ့ဆိုင်လဲဆို investing နဲ့ဆိုင်တာဖြစ်တယ်အဲကြောင့် investing အောက်မှာပြမယ်ပြင်ပြတဲ့အချိန်မှာငွေထွက်မှာဆိုဘာဆိုင်နဲ့ပြမယ်ဆိုအနှုတ်ဆိုင်နဲ့ပြမယ်အဲ
ဆိုတော့ပေါ်မှာ investing အောက်မှာပြမယ်ဆိုတော့ investing အောက်မှာပြမယ်ပြတဲ့ချိန်မှာ purchase of building purchase of plant and machinery purchase of equipment ဆိုပြီးမှတိချစီပြမယ်ဒါဆို building ကဘယ်လောက်ဖိုးဖြစ်သွားမှာလဲဆိုတော့တသိန်းဖိုးဖြစ်သွားမယ်ဒါဆို building ကတသိန်းဖိုး building တသိန်းဖိုးဖြစ်မယ်ပြီးရင် plant and machinery က9000ဖိုး plant and machinery 9000ပြီးရင် equipment ကဘယ်လောက်လဲဆိုရင်39500ဒါဆိုဒီဟာလေးတွေက working ဘယ်လောက်မှာရှာတာလဲဆိုတော့ working 2မှာရှာတာဖြစ်တယ်ပြီးငွေထွက်မှာဖြစ်တဲ့ကြောင့်ပါ sign နဲ့ပြမှာဆိုတော့ no sign နဲ့ပြမယ်ပြီးရင်သူရဲ့ depreciation ကကျတော့သူကတိကျစီမပြတော့လဲရတယ်ဒါအားလုံးပေါင်းပြီးမှ14500ကဲသူကကျတော့ expand ဖြစ်တဲ့ကြောင့်သူ operating နဲ့ဆိုင်တယ်ပြီးရင်ဒီဟာကိုသူကပေါ်မှာ environment နဲ့ရှာတာဖြစ်တယ်အဲဆို operating နဲ့ဆိုင်တယ်မှာ operating expand ဖြစ်တယ်ဒါပေမဲ့သူက non cash item ဖြစ်တဲ့အတွက်ကြောင့်မလို့သူက cash flow မှာပြဆံမပြဘူးဆိုတော့သူကအမြတ်ဒီပြန်များသွားမယ်ဒါကြောင့်ပြန်ပေါင်းပေးရမယ်ဒါဆိုရင်မှာ depreciation for the year ဟုတ်လဲဆိုရင်14500တော့ဘာအတွက်မပြတော့ဘူး depreciation for the year ဆိုပြီးမှ working 2မှာရှာတယ်ဆိုပြီးမှ14500 net book value တော့ balance sheet မှာပြတယ်ဒါပဲ cost ကိုဒီမှာ investing မှာပြတယ်ဆိုတာကဒါအခုမှလောကစားတယ်အခုမှဝယ်တာဖြစ်တယ်ဒါကြောင့်အခုမှငွေထွက်မှာဒီနှစ်ထဲမှာမှငွေထွက်မှာနောက်နှစ်ကျရင်တော့ငွေမှာထွက်တော့ဘူးဝယ်ပြီးသားဖြစ်နေတဲ့ကြောင့်ဖြစ်တယ်ဒါကြောင့်နောက်နှစ်မှာကျတော့မလိုတော့ဘူးဒီနှစ်မှာတော့ငွေထွက်မှာဖြစ်တဲ့ကြောင့်တော့ပြရတာဖြစ်တယ်ကဲဒီဟာပြီးသွားရင်ကျွန်တော်သူရဲ့ပို့စာပေးထားချက် additional information ပြီးသွားတဲ့အတွက်ကြောင့်မလို့အပေါ်ကနေဆင်လိုက်ကြည့်ပြီးမှတော့ပြရမယ့်ဟာလေးတွေကိုသူ့နေရာနဲ့သူပြမယ်ဆိုတော့ revenue cost of goods တွေပါတယ်မလို့ဘူးoperating expense အထက်မှာတော့ depreciation ပါတယ် depreciation ကလည်းဒါပြပြီးသားမလို့တော့ဘူး debenture interest ကလည်းဒါတစ်နှစ်စာ3000အထက်မှာ current liabilities အောက်မှာတော့ပေးရချက်1000ရှိတယ်ဒါကြောင့်အမှန်တကယ်ပေးရဘယ်လောက်လဲဆိုတော့2000ဖြစ်တယ်ဆိုပြီးမှဒါကျွန်တော်ဒါပြပြီးသားဖြစ်တယ်ဘယ်မှာပြတယ်လဲဆိုရင်ဒီမှာပြပြီးသားဖြစ်တယ်ပြီးရင်တော့ debenture interest လည်းပြီးသွားပြီဆိုတော့ဒီမှာ dividends မှာသူကတနစ်စာ19000အထဲမှာသူက prefer ordinary ကိုပါတယ်ဒါကျွန်တော်ဒါတိချတွေမှာခွဲထုတ်ပြပြီးသားဖြစ်တယ်ဒါကို working ဆိုပြီးမှ working 3အနေနဲ့သူကထုတ်ပေးလိုက်မယ်အဲ့ဆိုတော့ prefer dividend ကတော့သူက4000ထုတ်ရောက်တာ4000ရဲ့ 8% ဆိုတော့3200တော့ပေးရချက်မရှိလို့ဒါတနစ်စာလည်းဖြစ်တယ်ပြီးရင်အမှန်တကယ်ပေးလည်းဖြစ်သွားမယ်ပြီးရင် ordinary ကကျတော့သူက prefer upper ordinary ကို upper တနစ်စာ19000အထက်မှာ prefer 3200ဖြစ်တဲ့ကြောင့်သူက ordinary က13800တာတနစ်စာပဲဖြစ်သေးတယ်ဒါပေမဲ့ပိတ်တွက်တဲ့ချိန်မှာတော့13800တနစ်စာထဲကနေပေးရချက်ဘယ်လောက်ရှိတယ်လဲဆိုတော့9000ရှိတယ်ပေးရချက်9000ရှိတဲ့အတွက်ကြောင့်မလို့ကြံတဲ့ပမာဏတွေက18800ကပိတ်ဖြစ်သွားခဲ့ဒါဆိုတော့ဒီဟာလေးတွေကိုပြမယ်ဒါဆိုတော့ difference ပေးတယ်ဆိုတာက company ရဲ့ဒီ share ထုတ်ရောင်းထားလို့ဒါဆို share ထုတ်ရောင်းတာကဘာနဲ့ဆိုင်လဲဆိုတော့ financing နဲ့ဆိုင်တယ် share ဝယ်မှ investing နဲ့ဆိုင်တာဒါဆို share ထုတ်ရောင်းတာကြတာဘာနဲ့ဆိုင်လဲဆိုတော့ financing ဒါကြောင့် financing အောက်မှာပြမယ်ဒါပေမဲ့တခုရှိတယ်ဒီ share ပေါ်နေရမျိုးစုမပေးခင်မှာ share ထုတ်ရောင်းတာကိုရင်ဆုံးပြန်ပို့ကောင်းတယ်ဒါဆို share ထုတ်ရောင်းတဲ့ရင်ဆုံးပြမယ်ဒါဆို financing အောက်မှာဒါဆိုပေါ်မှာ financing အောက်မှာ share ထုတ်ရောင်းတာရင်ဆုံးပြမယ်ရင်ဆုံး ordinary share issue so ordinary share issue ordinary share ထုတ်ရောင်းတာဒါအခုမှလုပ်ငန်းဆောက်တာဒီနေ့မှာထုတ်ရောင်းတာပဲဖြစ်သွားမယ်ဒါဆိုဘယ်လောက်ဖိုးလဲဆိုတော့တသိန်းဖိုး prefer ကကြတော့4000ဖိုးကဲဒါတော့ financing အောက်မှာပြမယ်ဒါဆိုတသိန်းဒါဆို ordinary share issue တသိန်းဖိုးဖြစ်သွားမယ်ဒါဆို ordinary share issue prefer share issue ဒါတင်လားဆိုရင်တော့မဟုတ်ဘူးဒါဆိုတော့ဘာထုတ်ရောင်းသေးတယ်လဲဆိုရင် debenture ပါထုတ်ရောင်းသေးတယ်ဆိုတော့ debenture ထုတ်ရောင်းတာပါသူက financing အောက်မှာတစ်ခါတည်းပြမယ်ဒါဆို financing အောက်မှာကျွန်တော်ဒါ issue of debenture ဆိုတော့ဒီကောင်တွေကအခုမှလုပ်ငန်းစဆိုတော့ဒီကောင်တွေအခုမှထုတ်ရောင်းတယ်ဒါနောက်နေ့ဆိုရင်သူကထပ်ပြီးမှထုတ်ရောင်းတဲ့ဟာတွေပဲပြရမယ်ဒီဟာတွေပြဆံမလို့တော့ဘူးနောက်နေ့မှထပ်ရောင်းတယ်ဆိုတော့နောက်နေ့ထပ်ရောင်းတာတွေပဲပြမယ်အခုမှစတယ်ဆိုတော့အခုမှထုတ်ရောင်းတာဖြစ်တယ်ကြောင့်အခုမှပြရတာဖြစ်တယ်အကုန်လုံးကငွေဝင်လာမှာဆိုတော့ဘာ site နဲ့ပဲလက်ဆိုတော့အပေါင်း site နဲ့ပဲပြရမှာဖြစ်တယ်
ပြီးဒီ debenture ပေါ်ကနေအတူပေးတာကြတော့ operating အောက်မှာပြပြီးသားပြီးဒီ ordinary share ပြီး first share ပေါ်နေအမျိုးစုပေးရမယ်ဒီဟာတွေကြောင့်အောက်မှာဆက်ပြီးမှပြမယ်ဒါခုန working 3မှာတွက်ထားတဲ့တွေဖြစ်တဲ့ဒီအကောင်ကြောင့် working မဟုတ်ဘူးဒီခုမှာပေးထားပြီးသားတွေဖြစ်တယ်အဲဆိုရင်ဆို ordinary difference ဒါဆို ordinary difference pay ကဘယ်လောက်လဲဆိုတော့ working 3မှာတွက်ထားတာတော့ 18800 prefer ကတော့ 3200 18800နဲ့ 3200သူတို့ပေးရတာဖြစ်ကြောင်းပါဆိုင်နဲ့ပြမှာလဲဆိုတော့အနှုတ်ဆိုင်နဲ့ပြရမှာဖြစ်တယ်ကဲပြီးရင်ဆက်ချိမဲ့တော့ dividends ကိစ္စပြီးသွားပြီပြီးဒီ retain earnings ဆိုတာကြတော့သူကဒါတိတ်ထားရဖြစ်တယ်တကယ်လို့သူကoperating profit တမို့ဒါနဲ့ profit before interest ကိုပြောင်းပြန်ရှာမယ်ဆိုတော့3ရမယ်ဖြစ်တယ်ညာဆိုပြီးသွားပြီဒါဆိုအောက်ကဒီ balance sheet ကိုဆက်ကြည့်မယ်ဒါဆို building ကိစ္စပြီးသွားပြီ equipment ကိစ္စပြီးသွားပြီပြီးရင် current asset အောက်မှာ trade receivable ဒီဆို inventory တူးတယ် trade receivable တူးတယ်ဒါဆိုပိုင်ဆိုင်မှုတွေတူးလာတယ်ဆိုတော့ကဝင်ငွေတဘောဆိုတော့ကျွန်တော်တို့ဒါ income အောက်မှာပြတယ် income အောက်မှာပြတယ် cash flow မှာကျတော့ပြလို့မရတဲ့အတွက်ကြောင့်မလို့ပြန်နှုတ်ပေးရမယ်ပြလို့မရတဲ့အတွက်ကြောင့်မလို့တော့ပြန်နှုတ်ပေးရမယ် working 1မှာ increase in inventory increase in inventory ပြီး increase in trade receivable ဒါဆို increase in inventory ကျတော့ 19500 ပြီးရင် trade receivable ကကျ 4500 ကဲဒီကပြီးသွားရင်အောက်မှာတဲ့ cash ကကျကျွန်တော်ဒါခုနပြောပြီးသားဒါရှာမဲ့ဖြစ်တယ်ပြီးနောက်မှာ trade payable ကလည်းတော့ဘာဖြစ်လဲဆိုတော့တူးလာတယ်ဒါဆို trade payable ဒီတူးလာတယ်ဆိုတော့ expand အောက်မှာပြတယ် expand အောက်မှာပြတော့ expand များတော့ပြန်နေမဲ့မပြဘူးဆိုတော့ပြန်များလာမယ်ဒါကြောင့်ပြန်ပေါင်းပေးမယ်ဒါဆိုတော့ increase in trade payableဘယ်လောက်လဲဆိုရင် trade payable က 13000ပြီးနောက်ထပ်ဒီဟာလေးတွေကကြတော့ကျွန်တော်ဒါခုနတနစ်စာတွေရှာဖို့အတွက်ဖြစ်တယ်ဒါဆိုတော့ဒီမှာ dividend ထုတ်ရ debenture ထုတ်ရောင်းတာတဲ့အကုန်လုံးဒါပြပြီးသွားပြီဒါဆိုနောက်ထပ်ပြဆရာမကြံတော့ဘူးဆိုရင်ကျွန်တော်ဒါဘာလုပ်မလဲဆိုတော့စီးရင်ပိတ်မယ်ဆိုဒီ working 1ကနေဆင်လိုက်ပိတ်မယ်အရင်ဆုံးဒီမှာပေါင်းရမယ်တခု14500 13000ပေါင်းမယ်ဆိုဘယ်လောက်ဖြစ်မလဲဆိုရင်ဒီမှာပေါင်းရမှာက 29500နှုတ်ရမယ်ကြတော့တော့ပေါင်းလိုက်တော့6000ဖြစ်တယ်ဆိုရှင် Category for operation 49500ဒါဆို2000နှုတ်လိုက်တော့ net cash flow from operating activity 45500ဖြစ်တယ်ခဲ့တာက working 1မှာရှာထားတဲ့ net cash flow from operating activity မှာပြလိုက်ပြီပြီးရင် investing ကကြတော့သူကအကုန်လုံးကသူကဘာဆိုင်တွေကြီးခဲ့လဲဆိုရင်အနှုတ်ဆိုင်တွေကြီးခဲ့ဖြစ်တယ် not currency တွေဝယ်တာတခြား company share ဝယ်တာမပါဘူးအဲဆိုတော့မျိုးစုကြီးတွေဒီဘက်ချဝယ်တာတွေမရှိတဲ့အတွက်ကြောင့်မလို့အတူတွေပါတယ်ရတာမရှိဘူးဒါဆိုတော့ဒီ3ခုပေါင်းလိုက်35000 38500ဖြစ်သွားမယ်38500ပြင်အောက်မှာ financing ကကြတော့သူကရှင်းကြေးမရင်ဆုံးနောက်လဲဆိုတော့348,000ဖြစ်တယ်ဒါဆိုတော့ operating investing financing ရှင်းပဲဒါဆို6000ရလာပေါ့တော့ရှင်းလိုက်တော့ဘယ်လောက်ရလဲဆိုတော့6000ရတယ်ဒါဆို opening မရှိဘူးပေါင်းလိုက်တော့ closing ကလည်း6000ပဲဖြစ်သွားမယ်ကဲဒါပဲဒါ question ဘယ်လောက်လဲဆိုတော့ question 4ဖြစ်တယ်အဲ့တော့နည်းနည်းတော့ရှုပ်နိုင်တယ်ဒါပေမဲ့တော့ပြန်တွက်ကြည့်မယ်ဆိုတော့နောက်ဆုံးရသွားလိမ့်မယ်ဆိုတော့ကြားထဲမှာမရှင်းတဲ့နေရာလေးရှိရင်လည်းပြန်မေးပါ